အားလုံးပဲမင်္ဂလာပါခုဆရာမက grade 12 chapter 6မှာပါတယ်ဒီ exercise 6.3ကနံပါတ်13လေးကိုပြပြပေးမှာဖြစ်ပါတယ်ဒီပု္ပ္ပစာလေးမှာဆိုရင်သူက exit h equal to 0ဆိုတာပေးထားတယ် pass through ဆိုပြီးတော့ဖြတ်မှတ်လေးနှစ်ခုပေးထားတယ်နော်ဒါကနံပါတ်13ရဲ့ပေးထားချက်လေးကဒီလောက်ပဲရှေးပု္ပ္ပစာလေးမှာကြတော့ vertex နဲ့ focus လေးပေးထားတော့သူက parabola ကဘယ်ဘက်လှည့်လဲဆိုတာမြင်ထားတယ်ပေါ်လွင်နေပေါ့နော်ဒီမှာကြတော့သူကပုံလေးနဲ့ယာကြီးမှာပဲသူကသိမှာပေါ့နော်ပထမဆုံးကျမတို့က exit က h equal to 0လို့ပြောထားတဲ့အတွက်ကြောင့်မို့เนาะအဲ့ဒါလေးကိုအရင်ပထမဆုံးသိရမယ်เนาะအဲ့ဆိုကျမတို့ကဒီနမ်းမှာ h exit နဲ့ y exit လေးကိုအရင်ဆွဲပြခဲ့မယ်ဒါကတော့ဘာ0,0ဒီမှာကတော့1 2ဒီကောင် -1 ပေါ့ဒါဆိုရင်0,1ဆိုတဲ့ point လေးရှိမယ်0,2ဆိုတဲ့ point လေးရှိမယ်0,-1ဆိုပြီးရှိမယ်ဒါ y z ပေါ်မှာရှိတဲ့အမှတ်တွေပေါ့အများကြီးရှိသေးရဲ့เนาะကြံတာတွေလည်းpositive ဘက်မှာလည်းအများကြီးရှိသလို negative ဘက်မှာလည်းအများကြီးရှိတယ်အဲ့မှာဒါလောက်ဆိုရင်တော့မြင်တာလောက်ပါတယ်ဒီမှာ h တန်ဖိုးလေးတွေက0လေးတွေကြီးပဲဆိုတော့ဒီမှာလည်း h equal to 0ဆိုတာက h တန်ဖိုး0ဆိုတာပေးထားရတယ်เนาะအဲ့ဆိုရင် h equal to 0လို့ပြောပြီဆိုတာနဲ့ကျမတို့က y exit ကိုပြောတာဆိုတာသိရမယ်အဲကြောင့်မို့ဆရာမစာရေးတယ်ဆိုရင် exit h equal to 0ဆိုတာက vertical line ဆိုပြီးထည့်ကြီးမှာနော်အဲ့ကိုကဘာလို့အဲ့လိုရေးလိုက်တာလဲဆိုတော့ h equal to 0လို့ပြောထားတာ y exit အဲ့ကောင်က symmetric မြင်းကြီးပဲ symmetric မြင်းဆိုတာခေါက်ချိုးညီမြင်းနော်အဲ့ခေါက်ချိုးညီမြင်းကြီးကတိကမယ်နော်ပြီးရင်ဒီ passing through ဆိုတဲ့ point လေးနှစ် point ကိုလည်းနေရာချမယ်နော်အရင်ဆုံးဒါလေးသိခဲ့ရမယ်နော် h equal to 0ဆိုတာက y exit ကိုပြောတယ် y exit က vertical line ကြီးနော်ဒါလေးသိရမယ်ပြီးတော့အဲ့ဒါလေးကလည်း symmetric မြင်းကြီးဆိုတာလည်းသိရအောင်မယ်နော်အဲ့ဒါလေးသိပြီးရင်ဒီအမှတ်လေးနှစ်မှတ်ကိုနေရာချမယ်ခုဒါ h exit ဒီမှာဒါ y exit ပေါ့ဒီမှာ0 1 2 3 4ဒါကh coordinate ပေါ်မှာရှိတဲ့အမှတ်တွေเนาะဒီမှာ2ရှိမယ် -4 ရှိမယ်ကျမတော့ positive ဘက်ကို4ထိပဲလောက်ထားတယ်เนาะအဲ့ဒါလေးကလည်းအကြောင်းရှိရယ်เนาะဒီမှာဒီမှာ negative ဘက်က -4 ထိရှိတယ်ဒီမှာ -1 -2 -3 ဒီမှာ -4 ဆိုပြီးရှိမယ်ပေါ့ y coordinate ပေါ်မှာကြတော့ negative ဘက်က -1 ပဲရှိမယ် positive ဘက်က5 unit ထိရှိမယ်ပေါ့နော်ဒီမှာဆိုရင်လည်း1 2 3 4 5ဒီမှာကတော့ -1 ပဲဒီလိုလေးနေရာလေးချပြီးရင်သူ့ရဲ့အမှတ်ကလေးတွေကိုနေရာချမယ်နော်2 2,-1နဲ့2,-1ဒီအမှတ်ကလေးပေါ့ဒါဆိုရင်2, -1ဒီမှာ -4,5ဆိုတော့ဒီမှာ -4 5ကဒီနန်းမှာပေါ့နော်အဲ့ဆိုရင်အဲ့ဒါလေးက -4,5ပေါ့ဒါလေးပြီးသွားပြီပြီးရင် h equal to 0ဆိုတာဆမဒီမှာကလေးကပြောခဲ့တယ်y exit ကိုပြောတယ်နော် y exit ကိုပြောတာအဲ့မှာဒါကြီးပေါ့ဒီမြင်းကြီးဟုတ်တယ်နော်ဒီ line ကြီးပဲအဲ့ line ကြီးက symmetric မြင်းကြီး h is equal to 0 exit of symmetry အဲ့လိုလေးရေးပေးပို့ကောင်းတာပေါ့နော် exit of symmetry ဆိုပြီးတော့ရေးခဲ့ပေါ့ဒါကြီးကဒါကြီးက symmetric မြင်းကြီးဆိုတော့ကျမတို့ကဒီ y z က symmetric မြင်းကြီးဖြစ်သွားပြီဆိုတော့ကျမတို့ရဲ့ parabola ၄ဘက်လှည့်တာကနေနှစ်ခုပဲစဉ်းစားကြရရှိတော့တယ်။ဘာလို့ဆိုတော့ဒီကောင်က symmetric မြင်းကြီးဖြစ်သွားပြီလေနော်။အဲ့ဆိုရင်ကျမတို့က open up ရယ် open down ရယ်ပဲရှိတော့မှာ။ parabola ကခွာချင်းခွာ y z ကိုပဲခွာမှာလीနော်။ဘာလို့ဆိုတော့ तू က symmetric မြင်းကြီးဖြစ်သွားပြီဆိုတော့ open up နဲ့ open down ပဲစဉ်းစားရုံပဲကြံတော့တယ်။နော်အဲ့ဆိုရင်ကြည့်လိုက်ဒီမှာကဒါ symmetric မြင်းဆိုတော့ဒီ parabola ကိုခောက်ချလိုက်ရင်ဒီဘက်က2 unit ရှိရင်ဒီဘက်က2 unit ရှိရမယ်ဒီဘက်က4 unit ရှိရင်ဒီဘက်ကလည်း4 unit ရှိရမယ်သူကတစ်ထပ်သေးကြမှာလေနော်ခောက်ချိုးညီမြင်းဆိုတော့နော်အဲ့ဆိုတော့ unit လေးတွေကတူနေရမယ်ခုလေဒီမှာကြည့်လိုက်ဒါက symmetric မြင်းကြီးနော်ဒီကနေလှမ်းချိန်လိုက်4 unit ရှိတယ်အဲ့ဆိုရင်ဒီဘက်ကလည်း4 unit ရှိရမယ်ဒါကြောင့်မို့ဒီနန်းမှာဆိုရင်လည်း4,5ဒါသူ့ရဲ့အမှတ်4,5ဟုတ်တယ်နော်ဒီမှာလဲသူကဒီကနေဒီထိက2 unit ရှိရဆိုရင်ဒီဘက်လည်းသူကဘယ်နှ unit ရှိမှာ2 unit ရှိမှာဆိုတော့ -2, -1 ဆိုပြီးရေးလိုက်ဒါကသူပေးပထမဆုံး point ကနှစ်ခုပေးထားတယ်အဲ့ရနေပြီးတော့မှ symmetric မြင်းနဲ့ကြည့်ပြီးတော့နောက်ထပ်လေးအမှတ်လေးနှစ်မှတ်ရလာတယ်ဒါလေးနဲ့ဒါလေးပေါ့
နော်အဲ့ဒီအဲ့အမှတ်လေးနှစ်မှတ်ကိုလှမ်းဆက်လိုက် sorry မလှမ်းဆက်လိုက်ရင်ဒါလှမ်းဆက်လိုက်ပေါ့နော်လှမ်းဆက်လိုက်ရင်ကြည့်လိုက်သူကအပေါ်ဘက်ကိုပဲကားသွားတဲ့အတွက်ကြောင့်မို့ဒီပုံက open app ပဲဖြစ်ဖို့များတယ် open app ပဲဖြစ်မှာပေါ့နော် open app ဆိုတာတိသွားပြီဒါဆိုရင်ပုံနေသွားပြီနော်အဲ့လိုမျိုးပုံလေးကဘေးကနေယာကြည့်ဆွဲကြည့်မှတိမှာနော်ခုအဲ့ဆိုရင်စာရေးမယ်ဒီအခန်းတွေကစာရေးတာကလေစာလေးရေးပေးရမှာနော်စာမရေးလို့ကလည်းမရဘူးဟဲ့လားပုံတော့ဆွဲပြီးသွားအဲ့ဆိုပထမဦးဆုံးဒါလေးပြန်ပြလိုက်တော့ပထမဦးဆုံး a = 0အကြောင်းလေးရေးမယ်ပေါ့နော်ဒီမှာဆင့် a = 0သူပေးထားတဲ့ exit က a = 0လို့ပြောလိုက်ကြတဲ့ကအဲ့ကောင်လေးက x ဖြစ်တယ် vertical line ပဲနော် vertical line ဖြစ်တယ်ပြီးရင်ဒီဖြတ်မှတ်လေးတွေကိုရေးမယ်ပေါ့နော်ဒီ parabola ရဲ့ဖြတ်မှတ်လေးတွေဆိုတာသိအောင်မို့ the parabola က pass through ဖြတ်သွားတယ် pass through ကလည်းသူရေးတဲ့အတိုင်းပဲရေးမယ်နော် pass through ဖြတ်သွားတယ်2, -1 နဲ့ -4, -5 ကိုဖြတ်သွားတယ်ဒါသူပေးထားတဲ့ပေးချက်လေးတွေကိုရေးလိုက်တာနော် a = 0ဆိုတာ vertical line parabola လည်းဒီအမှတ်လေးနှစ်မှတ်ကိုဘာလို့လဲဆိုဖြတ်သွားတယ်ဒါရေးပြီးသွားပြီခုဒီရေးမယ့်အကြောင်းလေးကဟဲ့ရင်ပိုကောင်းနေပေါ့နော်ဒီမှာဒီဟာလေးကပုံဆွဲလို့ထွက်လာတဲ့ point လေးနှစ် point ပေါ့ဒီဟာလေးနဲ့ဒီဟာလေးပုံဆွဲကြည့်လိုက်လို့ထွက်လာတဲ့ point လေးနှစ် point အဲ့ဒါလေးကိုခုထည့်ရေးမှာ the parabola ကလည်း also pass through ခုဒီအမှတ်နောက်ထပ်ရေးမယ့်အမှတ်လေးနှစ်မှတ်ကလည်းဖြတ်တယ်ပေါ့နော် pass through နော် -2, -1 နဲ့ 4, 5ဒါကလေဒီအမှတ်လေးနှစ်မှတ်ကို level ဖြတ်တယ်သူကဒီကနေ exit ဆောsymmetric မြင်းကြီးကိုကြည့်ပြီးတော့လေဒီအမှတ်လေးနှစ်မှတ်ကိုချိန်လိုက်လို့ရတယ်ဒါပေမဲ့အဲ့ဒါမှားမှာဆိုတော့ပုံလေးနဲ့ပဲဆွဲပြလိုက်တယ်နော်ဒါဆိုရင်စာသားလေးကလည်းပြီးသွားပြီပုံလေးကလည်းပုံချဲလေးနဲ့ရာလိုက်ဆိုတော့တေချာပေါက်မှန်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော် equation of parabola ရေးလို့ရပြီနော်ကျမတို့က equation of parabola လေးရေးမယ်ပေါ့နော်ဒီမှာက a = 0လို့ပေးထားတယ် exit က a = 0လို့ပေးတာကဒါက vertex လေးက 8, k လीနော်8, k ဆိုတော့ a = 0ဆိုတာကဒီ vertex မှာရှိတဲ့ h တန်ဖိုးတွေပေးထားတယ်အတူတူပဲတကယ်လို့ဒီမှာ y = 0လို့ပေးရင်အဲ့ကောင် k တန်ဖိုးပေးမှာနော် y = 0လို့ပေးရင်လေ vertical line မဟုတ်တော့ဘူးအဲ့ကောင်လေးက horizontal line ဖြစ်မယ်သူက y = 0လို့ပေးခဲ့ရင်နော် horizontal line ဖြစ်သွားမယ်ပေါ့ပြီးတော့ h = 0လို့ခုလက်ရှိပေးထားတဲ့အတွက်ကြောင့်မို့ဒါ h တန်ဖိုးလေးက0ဆိုတာလည်းသိရမယ်နော်ဒီ h = h vertex က h, k ရှိတာ h တန်ဖိုးလေးသိသွားပြီနော်ဒါဆိုရင် equation of parabola လေးရေးပြီပေါ့နော် equation of parabola နော် equation of parabola ကဒီမှာပုံလေးကိုတစ်ချက်ကြည့်မယ်ပုံက yz ကိုခွာထားတဲ့အတွက်ကြောင့် x square အဲ့ဒါတစ်ချက်ပြီးတော့ open app ဖြစ်တဲ့အတွက်ကြောင့်မို့ +4p အပေါင်းဘက်မှာလှည့်ထားတာလीနော်အဲ့ကြောင့် 4p အဲ့ကြောင့်ဒီလိုလေးရေးလိုက်မယ် x square လို့ပြောလို့ဒီကောင်က vertex က 8, k ကိုနော်အဲ့ကြောင့် h minus h the whole square is equal to 4p y minus k ဒီလိုလေးဖြစ်သွားမယ်ဒါဆိုရင်ကျမတို့ဘယ်အမှတ်တွေသိလဲတစ်ချက်ကြည့်မယ်ဒီ h ကလေးသိတယ်ဒီ hy ဆိုတာကလည်းပေးထားတဲ့အမှတ်နှစ်မှတ်ကိုမှတစ်မှတ်ချင်းစီထည့်မယ်နော်အဲ့ဆိုရင်ဒီလိုလေးရထားခဲ့ဒီ h တန်ဖိုး0ဆိုတာကြီးလည်းရေးခဲ့လိုက်ပေါ့နော်ဒီမှာ h minus 0ဖြစ်သွားပြီ the whole square is equal to 4p y minus k ဒါလေးကိုနည်းနည်းလေးအရှင်းဆုံးပုံစံလေးရေး a square is equal to 4p y minus k ဒီလိုလေးအရင်ရထားခဲ့ပြီးမှ4 2, -1 ဆိုတဲ့အမှတ်ကလေးအတွက်အစားသွင်းမယ်
h နေရာမှာ2ထည့်လိုက်တော့အဲ့ကောင်က4ဖြစ်သွားမယ်4 is equal to 4p minus 1 minus k အဲ့ဒါ equation 1ပေါ့ပြီးရင်4 minus 4,5အဲ့ဒီအမှတ်ကလေးအတွက် h နေရာမှာ minus 4လေးထည့်လိုက် minus 4နှစ်ထပ်ဆိုတော့16 equal to 4p 5 minus k အဲ့ကောင် equation 2အဲ့ equation 1လေးနဲ့2လေးနဲ့ကိုစားမှာနော် equation 1နဲ့2နဲ့ဒီ16ကများတယ်ဆိုတော့သူ့ကိုပေါ်ထားလိုက် equation 2ကို1နဲ့စားလိုက် equation 2ကို1နဲ့စားဟိုဘက်ကိုပဲဟိုဘက် slide ကိုပဲရေးလိုက်တော့မယ်နော် equation 2ကို1နဲ့စားလိုက်မယ် equation 2က16 by 2ကို1နဲ့စားဆိုတော့16 by 4 equal to 4p 5 minus k by equation 1က 4p minus 1 minus k ဆိုပြီးရှိတယ်အဲ့ဒီမှာ 4p နဲ့ 4p နဲ့ကကျေလို့ရတယ်4တက်ဒီ4 4 4လီ16အဲ့ဆိုချက်ချက်ကလေးမြောက်လိုက်နော်4ကသူနဲ့ဝင်မြောက်တော့ minus 4 minus 4k equal to 5 minus k minus 4k လေးညီမကြီးတစ်ဖက်သွားလိုက်တော့ 3k သူနဲ့ရှင်းလိုက်ရင် 3k ရမယ်ဒီ5ကလေးညီမကြီးတစ်ဖက်သွားလိုက်ရင် minus 9အဲ့ဆိုရင်3လေးညီမကြီးတစ်ဖက်သွားစားလိုက် minus 3ဆိုပြီးတော့ k တန်ဖိုးလေးရမယ်နော် k တန်ဖိုးလေးရရင်ဒီမှာ equation နှစ်ကြောင်းရှိတယ်ကျမတို့ equation 1နဲ့ကိုထည့်လိုက်နော် from equation 1မှာပေါ့ k တန်ဖိုး minus 3ကို equation 1နဲ့မှာထည့်မယ်4 is equal to 4p minus 1ဒီမှာ minus k ဆိုတော့ကျမ plus 3လို့ရေးလိုက်ဟုတ်တယ်နော်အဲ့ဒါလေးရေးလိုက်ပြီ 4p သူနဲ့ရှင်းလိုက်ရင်2ဟောခြေလို့တော့ရရင်နော်လန့်ခြေလို့ရဒါပေမဲ့လည်းဟဲ့လားဝင်မြောက်ပြီးမှပဲခြေလိုက်မယ် 8p ဒါဆိုရင် p is equal to က 1 by 2 p တန်ဖိုးလေး1 by 2ရတယ်ပြီးရင်စောစောလေးတော့ equation တော့ parabola တွေကိုကောက်ထည့်လိုက်ရတယ် equation of the parabola အဲ့ဆိုရင်အစားသင်းလိုက်မယ် k တွေ p တွေရသွားပြီเนาะ h ကစောကနေရပြီးသားဆိုတော့ h က0လीเนาะစောကနေဒီလိုလေးသွင်းလိုက်မယ်4က4 p က1 by 2 y minus k ဒါပေမဲ့ k က minus 3ဆိုတော့ plus 3ဖြစ်သွားပြီဒါလေးခြေလိုက် a square is equal to 2 into y plus 3เนาะဒီ2လေးကတစ်ခုချင်းစီဝင်မြောက်လိုက် a square is equal to 2y plus 6 a square minus 2y minus 6 equal to 0ဒီအထိလဲရှာလို့ရတယ် general form ဒါ general form equation of the parabola ကို general form နဲ့မေးရင်ဒီအထိတွက်ပေးလိုက်ပေါ့ရတယ် तू က standard form လို့မေးတယ်ဆိုရင်ဒီအထိတွက်ပေးလိုက်ပေါ့ဘာမှမမေးရင်ဒီ standard form မှာရက်ထားလိုက်ရတယ်เนาะဒါစမသိအောင်မို့ဒါ general form ထိတွက်ပေးလိုက်တာပေါ့เนาะဒီထိရက်ထားခဲ့လို့ရတယ်ခုလက်ရှိမေးခွန်းက equation of the parabola ပဲလေเนาะဘယ်ခေါင်းစဉ်ထဲမှာမမေးဘူးအဲ့ဆိုတော့ဒီမှာရင်ဒီအဆင့်မှာရင်ရက်ရတယ်เนาะ